သီးတောင်းတဲ့ချင်းမောင်ဟင်းကြီးလှုပ်ထားဘဲနဲ့လှုပ်ဒီတော့ကဘုန်းကြီးတို့ကအဲ့ဒီချင်းမောင်ဟင်းအပြောမှားလို့၅ပါးမှောက်လို့ထွက်ပြေးရကျောင်းမကြီးတော်မွေးအောင်ကြောင်ရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးနောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တွေတတ်ခတ်မိလို့ရှင်ရောငရဲကြီးသို့သားနောက်ကအားလုံးအနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရန်ကုန်မြို့ကမာရွတ်လှိုင်မြို့နယ်ပေါ့ကိုးတွင်ကြောင်းတိုက်ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးကို1338ခုနှစ်ပြာသူလပြည်တော်6ရက်1989ခုဇန်နဝါရီလ9ရက်တနင်္ဂနွေနေ့တွင်တနင်္ဂနွေနေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါလေ၎င်းအဖွဲ့ကြီးဖွဲ့ပြီးတဲ့နောက်ဘုန်းကြီးတို့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းလို့ဆိုတော့ဗုဒ္ဓကဘုရားသာသနာဆိုတာတော့ပြိဿသိတယ်သိလောက်ပါသာသနာဆိုတာတချို့ကလေးတွေကဘုန်းကြီးတွေလည်းညှိုးထိုးပြတာမဟုတ်ဘူးဟဲ့ကလေးတို့မှတ်သွားကြလူကြီးတွေလည်းနောက်ကလေးတွေကမေးလိုက်မယ်သာသနာဆိုတာဘာလဲသိတဲ့လူကြီးတွေများကြပါတယ်ဒီထဲမှာသာသနာဆိုတဲ့ပါဠိကထွက်လာတယ်သာသနာဆိုတာပါဠိမြန်မာလူပြန်တော့အဆုံးအမဒါကြောင့်သာသနာပါဠိကထွက်လာတဲ့သာသနာမှုသာသနာဆိုတာဘာလဲမေးရင်အဆုံးအမပါဗျာပိဋကကြီးသာသနာဆိုတာဘာတော့ဘုသူအဆုံးအမလဲဗုဒ္ဓရဲ့အဆုံးအမဘုသူအဆုံးအမဗုဒ္ဓဆိုတာဘာပါလဲဘုရားဘာဖြစ်လို့ဘုရားခေါ်ပါလဲမဲလိုက်မဲ့နောက်ကလေးတွေကပြောပါကြီးဟာကောဘာတော့ဟာနေပါဦးမြဖယားပြောနေတယ်ဘာဖြစ်လို့ဖယားပြောတာဘာဖြစ်လို့ဖယားခေါ်ရှားရှိတဲ့ကောင်လေးကွာမင်းဖယားပါဆိုတို့ဒီဖယားပေါ့ဟာဦးဒီဦးကြောင့်နဲ့ကလေးမျက်စိလဲဖယားကြောင့်ပြောမလို့ဘုဒ္ဓတိတိဘုဒ္ဓတိတက်လို့ဘုရားခေါ်ပါတယ်ဗျာမြန်မာလူဘာဖြစ်လို့ဘုရားခေါ်ပါလဲဘာတွေသိသစ္စာ၄ပါးကိုသိဘာတွေသိသလဲသစ္စာ၄ပါးကိုသိသစ္စာ၄ပါးကဘယ်သူတွေလဲဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒုက္ခဆင်းရဲတဲ့သစ္စာကအမှန်တရားဒုက္ခသစ္စာမြန်မာလူပြောတော့ဆင်းရဲတဲ့အမှန်တရားဘာတဲ့ဒုက္ခသစ္စာဆိုတာသမုဒယသစ္စာသမုဒယဆိုတာကတရားကိုကောက်တော့လောဘပြလောဘမြန်မာလူပြန်တော့လုပတိတိလောဘလိုခြင်းတယ်ဒါကြောင့်သမုဒယသစ္စာဆိုတာလိုခြင်းတာအမှန်ပါဗျာသမုဒယသစ္စာဆိုတာဘာလဲမဂ္ဂသစ္စာဆိုတာကလမ်းပြောင်းလမ်းမှန်ပါဗျာမဂ္ဂသစ္စာဆိုတာဘာလဲမဂ္ဂဆိုတာခရီးလမ်းဟောတဲ့သစ္စာဆိုတာမှန်
နိရောဓသစ္စာနိရောဓကချုပ်သစ္စာကအမှန်နိရောဓသစ္စာဆိုတာဘာလဲမေးရင်ချုပ်ငြိမ်းရာအမှန်ပါဗျာနိရောဓသစ္စာဆိုတာဘာလဲဒါဖြင့်တရားနာပရိသတ်ကြီးခမားတို့ကျွတ်တို့ရလာတဲ့ခန္ဓာ၅ပါးသည်ဆင်းရဲဖို့ရတာလားချမ်းသာဖို့ရဒါဖြင့်ဒီခန္ဓာကြီးဒုက္ခသစ္စာခေါ်မလားဘာသစ္စာခေါ်မလို့ဆင်းရဲဘူးလားဒီခန္ဓာကြီးကြဆင်းရဲတယ်လို့ထင်ရလားနားထောင်လို့တော့ကောင်းပါနော်ပါဇက်ကထင်တယ်ပြောတော့ထင်တယ်ဟောတော့ထင်တယ်နာတော့ထင်တယ်စာကြည့်တော့ထင်တယ်ပြီးတော့အဲ့ဒီထင်ကပျောက်သွားဆင်းရဲတယ်လို့ဘယ်ချိန်တက်ထင်တော့ဆိုတော့ဆင်းရဲတဲ့သာဝတ်နေရခက်ခဲတဲ့အချိန်ခါမှာထင်တတ်ချမ်းသာလာတဲ့အချိန်ကြတော့ဘာချမ်းသာတာတို့သားဖို့ရမပူရဘူးဝိဖို့ရမပူရဘူးအိပ်ဖို့ရမပူရဘူးနေဖို့ရမပူရဘူးအဲ့ဒီလိုဖြစ်လာတဲ့အချိန်ကြတော့ဒီဒုက္ခသစ္စာကိုဆင်းရဲတဲ့တရားလို့မြင်နိုင်တဲ့ဉာဏ်ကကြောက်သွားပြန်မှန်ရလားဘုန်းကြီးပြောတယ်ဒါဖြင့်ဒီဒုက္ခသစ္စာခန္ဓာကိုယ်ကောင်ကြီးရလာတဲ့ခင်ဗျားတို့ကျွတ်တို့ဆင်းရဲတဲ့တတ္တဝါတွေဟာဒီဆင်းရဲဒုက္ခဘယ်သူကြောင့်ရလာတာလဲလို့အကြောင်းရှာတော့သမုဒယသစ္စာလိုချင်မှုကြောင့်ရခင်ဗျားတို့ကျွတ်တို့လိုချင်တဲ့လောဘခေါ်တဲ့သမုဒယသစ္စာကြောင့်ဆင်းရဲတဲ့တရားတွေရလာတယ်လိုချင်မှုခင်ဗျားတို့ကင်းမလားမကင်းသေးဘူးလားဒါဖြင့်ရှင်ဘုရားကောဆိုတော့ကျွတ်တို့ကခင်ဗျားတို့တွေပို့လိုက်မယ်ထင်တယ်ဘုန်းကြီးလောဘဒရင်သွန်းနဲ့အမျှတယ်ခင်ဗျားတို့ကနာမည်ပေးတယ်နဲ့ပေါ့ခင်ဗျားတို့တွေပို့လိုက်မယ်ဒီတော့ကောင်းပြီအဲ့ဒီကဲ့သို့ခင်ဗျားတို့ကျွတ်တို့လိုချင်တဲ့လောဘရှိနေလို့လောဘဒီဟူသောသမုဒယအကြောင်းသစ္စာကြောင့်ဆင်းရဲဒီဟူသောဒုက္ခအကျိုးသစ္စာကြီးကိုရလာတယ်ဘုရားကိုယ်တော်မြတ်သည်ဆင်းရဲတာလည်းသိတယ်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလည်းသိထိုဒုက္ခသမုဒယတို့ရဲ့ချုပ်ရချုပ်တောင်းလမ်းကောင်းတစ်ွယ်ဖြစ်တဲ့သမာဓိဋ္ဌိအစသမာသမာဓိအစုံမဲ့ခင်ရှိသွဲလမ်းကောင်းလမ်းပေါ်လည်းသိတော်မူလို့ဒီဒုက္ခသမုဒယတွေချုပ်ချင်တော်မူလို့လမ်းကောင်းလမ်းပေါ်မက်ကသစ္စာတရားထိုလမ်းမှန်ကြီးကိုဘုရားကိုယ်တော်မြတ်လိုက်ခဲ့လို့និရောဓသစ္စာတဲ့မျက်မှောက်ပြုတယ်ဘုရားကိုယ်တော်မြတ်ကြီးခြုံငိမ့်သွားတယ်ဒုက္ခတွေမခြုံငိမ့်ဘူးလားဒုက္ခဖြစ်เสียဖြစ်တဲ့သမုဒယလည်းခြုံငိမ့်မသွားဘူးလားဒါကြောင့်အဲ့ဒီသစ္စာ၄ပါးကိုသိတတ်လို့ဘုရားခေါ်တယ်ဒီလိုဆိုရင်ဟဲ့သစ္စာ၄ပါးကိုသိတန်းတာဘုရားဆိုရင်တို့လည်းသိတယ်ကွာလို့ဘုရားတွေမှုပေါက်လာမှာဆိုရဒုက္ခသစ္စာဆင်းရဲတဲ့တရားတွေတို့သိတာပေါ့ကွာသမုဒယသစ္စာလည်းသိတယ်နိရောဓသစ္စာလည်းသိတယ်မဂ္ဂသစ္စာလည်းသိဒီသစ္စာ၄ပါးသိလို့သာဘုရားဆိုရင်ငါလည်းဘုရားကွာဟေးတို့လည်းဘုရားကွာဘုရားတွေမှုပေါက်လာမှာဆိုရတယ်မှုမပေါက်အောင်ဝိသေသနမှာပုဂ္ဂလေးကသဗ္ဗဓမေဘုဒ္ဓတိတိဘုဒ္ဓတော်ယုံလျော်ယုံသိတယ်ဘုရားမဟုတ်ပါဘူးတဲ့အလုံးစုံသောတရားတွေကိုအကျွင်းအကြံမရှိကုံစင်အောင်ကမ်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားယေသာကြီးတို့ဘုရားကတော်ယုံလျော်ယုံသိတာလားကမ်းကုန်လန်းကုန်သိတာအဲ့ဒီကမ်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာခေါ်တယ်အဲ့ဒီဘုရားအဆုံးအမစကားတော်တွေတရားတော်တွေပျောက်ပြက်မသွားအောင်ပြန့်ပွားပါစေလို့ဆိုပြီးတော့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးလို့ဖွဲ့လိုက်မနာခြင်းရင်သာရှိရမယ်တရားပွဲကျင့်ပတဲ့ပုဂ္ဂိုလ်တွေကတရားပွဲကြီးတွေကျင့်ပပြီးစီစီကားကားကြီးနဲ့ကျိုးစားပြီးတော့နာကြစမ်းပါဘယ်ဆရာတော်ဟောဘုန်းကြီးတို့တရားကတော့အပြင်းပြေတရားလို့မှတ်ပါ
ဘာဖြစ်လို့တော့နိုင်ငံကျော်တတ်ထားပေမဲ့ကျုပ်ကဘလုံးစုပ်သွေးကြော်ကိုတောင်ရောက်မြောက်ရောက်လို့အောင်းမိပါရောက်လဲရောက်တာပဲကိုတကယ်အစီအနှစ်ပြည့်ပြည့်ဝဝနဲ့ဟောကြားတော်မူတဲ့အိန္ဒိယရှိရှိဆရာတော်တွေရဲ့တရားကိုကြိုးစားနာပြီးတော့ကြိုးစားလည်းမှတ်ကြအောင်ရည်ရတာလောက်နဲ့အပြင်းပြေတာလောက်နဲ့တချင်းနားထောင်ရတာလောက်နဲ့ငိုချင်းလေးနှစ်သက်တာလောက်နဲ့လေအချိန်ကုန်မနေကြနဲ့ဓမ္မဂတိကတဲ့ကျုပ်ကအောက်ပိတ်ဆုံးဓမ္မဂတိကလေကတိခင်ဗျားတို့ကိုလေကားတက်ပေးတဲ့ဘုန်းကြီးအေးသားကြီးအိမ်တအိမ်နှစ်ထပ်အိမ်ဆောက်တဲ့အချိန်ခါမှာလေကားမပါဘဲနဲ့အပေါ်ရက်တက်လို့ရပါဘယ်ကနင်းတက်ရနင်းတက်ပြီးအပေါ်ရက်မသွားဘူးလားအပေါ်ရက်တက်ချင်တော့နင်းပြီးလေကားကြီးခင်ဗျားတို့ပြစ်ထားပြီးအပေါ်ဓာတ်ပဲတက်သွားတာပါအောက်ပြန်ဆင်းကျင်တော့ကောဘယ်ပေါ်ကနင်းဆင်းရလေကားပေါ်ကနင်းဆင်းပြီးတော့အောက်ကိုလိုချင်တဲ့ဌာနသွားတာပါလေကားဆိုတာနင်းတက်ယုံလေးပဲပြိဿအထက်တက်ချင်တဲ့နင်းတက်သွားအောက်ထပ်ဆင်းချင်တဲ့နင်းဆင်းသွားကျုပ်ကအဲ့ဒီလေကားခင်ဗျားတို့လေကားတက်ပြီးတကယ်ဝိပဿနာအဆင့်မြင့်နဲ့တကယ်မက်ပေါက်ဖို့ဝင်တရားတွေကိုနာခြင်းစိတ်ကလေးတွေပေါ်လာအောင်တရားနာတတ်တဲ့နာကလေးတွေဖြစ်လာအောင်ဆွဲခေါ်ရဉာဏ်ဒီကံတရားပွဲကလေးတွေအိမ်ဆောင်ထားလို့မရဒီဘုန်းကြီးတရားနာရတာမဆိုးဘူးကွာရည်စရာလေးတွေလည်းပါတယ်ပြင်းဘူးကွာမမင်းတစ်ခါတော့ချင်းလေးရဆိုလိုက်သေးဗျာအနောက်ပိုင်းငိုချင်းချတာမင်းငါမျက်ရည်ကိုဝိုင်းလာတာဗျာလာခြင်းအောင်ဆွဲခေါ်ရသာမတတ်တဲ့မိမတွေတုတ်တရားနာလို့ရလူပြိန်းတွေတုတ်တရားနာလို့ရဘာသာမရွေးဘူးတချို့ကလမကြီးတွေဟောဒီနားမှာအကွင်းကြီးတွေတွဲလောင်းကြီးတွေပါတယ်တုတ်တရားဝဲတုတ်အောင်နာတာတုတ်တရားဝဲကနောက်ပေါက်ဖော်ကြီးတွေဆိုတာတလုတ်ကြီးတွေတရုတ်ကြီးတွေတုတ်ကတရုတ်ဘုန်းကြီးတရုတ်တွေနဲ့ကျုပ်နဲ့ကအမတန်အဆက်တဲ့ဘယ်ရောက်ကျုပ်တရားပွဲမှာတရုတ်တွေများစွာလှူတယ်မြင်းညာတော့ကဥကိစံဆိုတဲ့တရုတ်အစ်ကြီးအရက်တောက်တဲ့ယူထားတာဗမာမမညွန့်နဲ့ဗမာမယူထားပြီးတော့အရက်တွေတောက်နောက်ကျုပ်တရားအင်္ဂုလိမာလဇတ်ထုတ်ကြည့်သူ10ချိန်လောက်နားထောင်တာတောင်သဘောမပေါက်နားထောင်ဟုတ်10ချိန်လောက်နားထောင်တာသဘောမပေါက်တော့ခဏသူမိမကိုမေးတယ်သူမိမကဘာသာပြန်ပြအဲ့ဒါအတော်လေးသဘောပေါက်သွားတယ်လက်ညှိုးတွေထောင်ပေါင်းများစွာဖြတ်ပြီးတော့လူတွေတတ်တဲ့အင်္ဂုလိမာလတောင်ကျွတ်တန်းဝင်သေးရင်ကိစံနဲ့မင်းအရက်တောက်တာဘာလို့မဖြတ်နိုင်ရမှာလို့နိုင်ရှင်ချက်ကလေးသူအတုယူလားအတုယူပြီးတော့ကျုပ်တရားတိတ်ခွေတွေအများကြီးဖွင့်နောက်ကျုပ်ကိုသာသနာပိတ်မှန်တခန်းတွက်900ကျပ်ကြီးအိမ်ပင့်ရေစက်ချလူထုံးကတ်ဘုန်းကြီးဘာဟင်းနဲ့စားမလဲတဲ့သူကငမန်းတောင်ဟင်းကျူချက်ထားတာတစ်ခွက်ထဲ90ခုကျုပ်ကလည်းကျုပ်ကြိုက်တာကျုပ်ပြောလိုက်တယ်မလွတ်အောင်ရှင်ရင်ဟင်းကောင်းနဲ့ငရုတ်ပြီးမီးတင်ပြီးထောင်းစီနိုင်ဆန်းပါလို့ကောင်းတဲ့ဟင်းတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့နှစ်ဖက်ရပြောရတော့ငရုတ်သီးတောင်းနဲ့ချင်းမောင်ဟင်းကြီးလှုပ်ထားပဲနဲ့လှုပ်ဒီတော့ကဘုန်းကြီးတို့ကအဲ့ဒီချင်းမောင်ဟင်းအပြောမှားလို့ငါးပါးမှောက်ရောထွက်ပြေးရကျောင်းမကြီးတော်မွေးအောင်ကျောင်းရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးဘုန်းကြီးမမြဲတော့ဒကမကြီးတဲ့ကျုပ်ကတော့ချင်းမောင်ဟင်းစားရပြီးတာပေါ့စကားကလွန်ထားတယ်နှုတ်မရချင်းမောင်ဟင်းကြီးကတ်တော့ဘုန်းကြီးကြာတော့ပါဇက်တဲ့ခေါင်းလျှော်ရည်ဆိုနန်းလာချင်းမောင်ရွက်ကလည်းပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကအဲ့ဒါပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကျောင်းနောက်ကျောင်းမကြီးအိမ်မီးလောင်ရောမီးလောင်တော့ဘုန်းကြီးဖျကိုရင်လေးတစ်ပါးကကျောင်းမကြီးတော်မွေးအောင်အိမ်မီးလောင်တာကုန်ပြီဗျဟေး
ဒုက္ခပါပဲကွာဟာနေသားမဟုတ်ချင်းမောင်ပုတ်ကြီးမြောင်းပါသွားသေးတယ်ချင်းမောင်ပုတ်ကြီးလည်းပါသွားတဲ့ဗျာကျောင်းအမကြီးအိမ်မီးလောင်လို့တော့ဝမ်းနေတာပေါ့ချင်းမောင်ပုတ်ပါလို့ဝမ်းသာသူကနှစ်ဖက်ရဖြစ်ဝမ်းနေရမှလားဝမ်းသာရမှလားမိသိန်းကြီးဆိုသလိုခါကြားဘူးလို့ထဲပြောတယ်ရုပ်ရှင်ဇာတ်ကားတွေလည်းပေါ်ရတဲ့နာမည်သူကဝမ်းနေဝမ်းသာဖြစ်နောက်ကျောင်းမကြီးကျောင်းရောက်လာဒကမကြီးကျောင်းမီးလောင်နေဆိုတမဗျာဒကမကြီးအိမ်မီးလောင်နေဆိုပဲနဲ့ကျောင်းကိုညတို့လည်းရနာထောင်းတာဒကမကြီးအိမ်မီးလောင်နေဆိုတမလောင်နေဗျာပုံရောလာဒကမကြီးတမအကုန်လောင်တာဗျာဟိုချင်းမောင်ပုတ်ကြီးပါသွားပြီကျောင်းမကြီးကရှောက်တယ်ဗျာတဲ့ချင်းမောင်ပုတ်လည်းပါသွားတာပေါ့တဲ့ဒါပေသည်ချင်းမောင်ပုတ်ပါသွားလို့အရှင်ဘုရားစိတ်မငယ်ပါနဲ့တဲ့အရှင်ဘုရားအတွက်ချင်းမောင်ခင်းတစ်ခင်းလုံးရှိပါသေးပြီးရောမဖြစ်ဘူးဟာဆိုပြီးဘုန်းကြီးလစ်တော့တာလစ်ပြီးတော့လူကြုံမှားလိုက်ချင်းမောင်ခင်းတုံးရင်ပြန်ခဲ့မယ်အကြောင်းပေါ့ခရီးကြုံဝဲအောင်ကိုပြောလိုက်ပါရွှေချင်းမောင်တုံးကမကမောင်ဖုံးပြန်ခဲ့မယ်ချင်းမောင်ခင်းကြီးတုံးရင်တော့ပြန်ခဲ့မယ်ဒါကြောင့်ကျုပ်ကတရုတ်ကြီးဥပိသံကိုချင်းမောင်ခင်းရောငရုတ်ပြီးတောင်ရောကောင်းတာလဲတစ်ခွက်မှမကြံစီနဲ့ဆိုတော့ကျုပ်ကတော့မလွတ်အောင်ပြောရတရုတ်ကနည်းနည်းစိတ်ဆိုးသွားစိတ်ဆိုးရောပေါ့ဟင်းကောင်းကောင်းချက်ထားတာချင်းမောင်ဟင်းငရုတ်ပြီးတောင်ဆိုတော့လှောင်ရမလားလို့သူလိုလဲသိမပြောတတ်ဘူးတရုတ်ကရှာအလုံးလုံးရှာပြုတ်ကြမှာဆိုရဟောဒီအားကြီးမကောင်းဘူးလားတဲ့တရုတ်ငမန်းတော့ဟင်းကြိုချက်ထားတယ်လို့တစ်ခွက်ထဲ9ရှက်ပေးရတယ်လို့လား9ရှက်တယ်ညာတော့ကျုပ်မျက်စိလဲလားမကောင်းတာတွေပူတာစက်တာတွေအားကြီးစားခြင်းလည်းလောတယ်အကောင်တော့ပိုးကောင်လည်းမလောတယ်ကျုပ်ကပြောရင်ဘိုက်နေရီတော့ပိုးသိပ်ဆိုးတော့တရုတ်ကြီးပိုးမပီတော့မပီလေရီလေစိတ်ဆိုးလေမပီလေဖြစ်ကုန်နောက်တော့မှသူ့မိန်းမကပြောတယ်မဟုတ်ဘူးတဲ့ဘုန်းကြီးကအေးရေးပြက်လို့ချင်းရင်းဟင်းကောင်းချက်ကောင်းတာတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့ပြောတာတဲ့အဲ့ဒီတောင်တရုတ်ကြီးစိတ်ကျေနပ်ဒါကြောင့်ကျုပ်တရားကလေတရုတ်အစ်စ်ကြီးတွေလည်းတရားနာကလားတွေလည်းတရားဝဲကိုရောက်ရှမ်းကချင်ကရင်အစုံရောက်ခရစ်ယာန်တွေတရားဝဲလာနာ30မှာပြည့်နေတရုတ်2ယောက်ခရစ်ယာန်1ယောက်ဟော3ယောက်ပေါင်းပြည့်နေတရားဝဲ3ယောက်ဒီလိုတရားနာကြတယ်ဒါကြောင့်ကျုပ်တရားကလူပေါင်းစုံအကုန်ပြုံဆွဲရတဲ့တရားမို့နိုင်ငံကျော်ဆိုတော်လည်းပဲဘလုံးရှုပ်ထွေးကျော်မြို့ဒါပေမဲ့ကျုပ်တက်ပေးတဲ့လှေကားလေးနဲ့တက်ကြပါအထက်ထခမ်းမြင့်တရားတွေကိုနာလိုတဲ့ပုဂ္ဂိုလ်များကျုပ်တက်ပေးတဲ့လှေကားလေးကျုပ်ကိုလှေကားတစ်ဖွဲအောင်မေ့ပြီးကျုပ်အပေါ်ကနင်းတက်သွားကြလှေကားဆိုတာနင်းယုံနင်းတာပါခမည်းတော်အထက်တက်သွားတော့လေကျုပ်ထားပြစ်ခဲ့မှာပါတပြေလုံးကြံဒီကံသချင်းဆိုတယ်ကြံဒီကံတရားနာထောင်လိုက်ငိုချင်းချနေတာပါကွာလို့ကျုပ်အပေါ်တောင်းတင်းနေတော့လေဒီစကားသားနေများကြားလာတော့တို့အစကတော့အပြင်းပြေလို့သချင်းဆိုတာအဟုတ်မှတ်ပြီးသွားနားထောင်တာဖန်တော့ဘူးဟေးနည်းနည်းလေးနားရှက်လာပါဝိပဿနာလိုင်းပြောင်းမှဟာဆိုပြီးတော့ကျုပ်လေကားမှုနင်းယုံနင်းပြီးတော့ပြစ်ထားပြီးအထက်တက်သွားကြပါဗျာလို့ဒီလိုပဲတိုက်တွန်းရဒါကြောင့်တရားနာပိဋကလှေကထစ်ပါဓမ္မကတိကတဲ့အောက်ပိတ်ဆုံးလူများလူစည်းနေတယ်ဆိုတာကောင်းလို့မထင်နဲ့နားလေလို့နော်ဒါကြောင့်နားလေအောင်မဲကျုပ်ဟောရပါလိမ့်မယ်လို့သဘောပေါက်ရလားဘုန်းကြီးပြောတာကဲနားလေအောင်ကြိုးစားပြီးတော့သာနာကြပါလို့ဘုန်းကြီးတိုက်တွန်းရပါလိမ့်ဒီတော့အခုဘုန်းကြီးပြောနေတဲ့သာသနာကိုပြောနေဘုရားအဆုံးအမအဲ့ဒီသာသနာကိုနည်းနည်းလေးပြန်ဆက်နားလေအောင်သဗ္ဗပပတ္တအကရဏံကုသလသုပသံပရာ
သစိတ်တပရိယောဓဗနာဧတံဗုဒ္ဓနာသာသနာပါဠိမြန်မာလိုပြောသဗ္ဗပပတ္တအကရဏပါဠိမြန်မာလိုပြောတော့မကောင်းတာတွေမလုပ်ပါနဲ့ရှင်းရှင်းလေးမှတ်ခဲ့လက်တစ်ချောင်းချိုးထားကုသလကုပတံပရာပါဠိမြန်မာလိုပြောတော့ကောင်းတာတွေကိုလုပ်ပါပြည့်စုံပါစေပေါ့သစိတ်တပရိယောဓဗနံမိမိစိတ်ကိုစင်ကြင်အောင်ထားပါသုံးခုကဲဆိုကြည့်စမ်းနောက်ကလက်ချိုးပြီးတော့မကောင်းတာတွေကိုမလုပ်ပါနဲ့ကောင်းတာတွေကိုလုပ်ပါမိမိစိတ်ကိုစင်ကြင်အောင်ထားပါဘယ်နှခုလဲပြန်ပြောကြည့်စမ်းပါဘယ်နှပါတော့အဲ့ဒါဖျားဆုံးမတဲ့အကျဉ်းချုပ်သာသနာလို့မှတ်သွားစမ်းဖျားတဆူတဲ့ဟောတဲ့အကျဉ်းချုပ်သာသနာလားမဟုတ်ဘူးဧတံဗုဒ္ဓနာသာသနာခင်းကဝါလို့သဲစုမကပွင့်တော်မူတဲ့ဖျားရှင်ကိုတော်မြတ်တိုင်းဆုံးမသွားတဲ့အဆုံးအမပါတဲ့သုံးပါဘယ်နှပါတော့ပြန်ပြောကြည့်သမ်းပါမမိဗလားဒါကိုကျွတ်တို့ကရိုးရိုးဟောသွားမယ်ပေါ့အဘပပတ္တအကရဏဆိုတာမကောင်းတဲ့အလုပ်တွေကိုရှောင်ကျဉ်ညာကုသလသုဖသံဗရာဆိုတာကကုသိုလ်တရားတွေနဲ့ပြည့်စုံရမယ်သစိတ်တပရိယောဓဗနာဆိုတာမိမိစိတ်ကလေးကိုစင်ကြယ်အောင်ထားကြပရိသတ်ကြီးမှတ်သွားကြခမရတို့ပြန်မမေးပဲနဲ့ဒီတိုင်းဟောသွားသူတန်နာပါလို့တော့ကြားလိုက်ရပါရဲ့နာဥပလက္ခိတံအိမ်ရောက်အောင်မှတ်မိမလားဆိုတော့တရားပွဲထဲတင်ပြအောင်နော်တရားပွဲထဲတင်ဂုံရောအဲ့ဒီလိုဂုံသွားမှာကိုအကုန်မခံရင်လို့ကြံဒီကံတရားပွဲရောက်လာရင်တပွဲဆိုသလောက်ယူမသွားတာတော့ခမည်းတော်ရဲ့အပြည့်ပဲကျုပ်ကတော့အိမ်ပါအောင်ထည့်ပေးလိုက်ပြီဒီငါဝါလူသဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတော်မူတဲ့သာသနာဆိုတာမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါပါလောက်ဘူးလားအိမ်ရှိအောင်ပါဆိုမှတ်လဲမှတ်သွားရတယ်လမ်းသွားရင်လည်းတရားပွဲကပြန်ရင်လည်းတယောက်နဲ့တယောက်ပြောသွားရတယ်ဘုန်းကြီးဟောတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတဲ့သာသနာကသုံးခုဘယ်သူလဲခေတယောက်နဲ့တယောက်မဲမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါတဲ့တယောက်နဲ့တယောက်ပြောသွားရင်မေ့ပါကောင်းတဲ့အတန်လေးတွေထွက်တော့လဲခမည်းတော်ဟန်ကလေးတွေမကောင်းဘူးလားပြိဿတရားပွဲကပြန်လာကြတာဟဲ့ဟောတဲ့တရားတွေကိုပြန်ပြီးတယောက်နဲ့တယောက်ဆွေးနွေးသွားကြတယ်မေးမြန်းသွားကြတယ်ဖြေသွားကြတယ်တရားပွဲကပြန်လာတာဟဲ့တို့မနာနိုင်ပေမဲ့သူတို့တရားပွဲသွားကြတယ်သာဓုခေါ်ဘူးလားသာဓုတရားသံထွက်လို့လားရုပ်ရှင်သံထွက်လို့တရားပွဲကလည်းပြန်သေးရဲ့ခင်သန်းလူကြီးကဇကားချက်မရိုက်တော့ဝင်းဦးကြီးဘာဇကားအစ်စ်ထွက်တွန်တေးကြီးကလည်းဇက်ထဲလိုက်နေချိုးချစ်တဲ့ဘယ်နဲ့နေသလားဘယ်သူနဲ့လားမသိပါဘူးတော့ဟေးမတော်တရားပွဲကပြန်ပြီးအဲ့ဓာတွေပြောသွားမယ်ဆိုရင်ကိုကဟန်ပြက်သည့်အတွက်ပိဋကကြီးဘေးလူတွေဘေးအိမ်တွေကကြားရင်တာရုခေါ်ပါဘယ်ခေါ်လိုက်နုတရားပွဲကပြန်လာတော့ရုပ်ရှင်ကပြန်လာကြသကူဟန်မကောင်းလို့ဒါကြောင့်အတန်ကောင်းမှဟန်ကောင်းတဲ့ဟန်ကိုဖို့တဲ့ဟန်မလူကိုတော့ပိဋကကြီးမှန်ကြတော့မှန်ကသူများဖို့ထားလိုက်ဟန်ကကိုယ့်အတွက်ဟန်ကောင်းမှပြောရအောင်ဟောဒီဟန်အကြောင်းလေးချက်လားဟန်ကိုယ့်ဖို့ဆိုတာလေးနည်းနည်းလေးသဘောပေါက်အောင်ရှေ့တုန်းကကျွတ်တို့မြစ်စိတ်အနီးမှာရွာတရွာရှိရဲ့ပြိဿကလေးမလေးတယောက်ကလည်းမိမ့်မပြူအရွယ်လေး
လူပြူစားတာခံရရှာတော့အဝတ်မကပ်ဘူးသမီးအင်ကြီးမကပ်ဖဲနဲ့ဒုက္ခရောက်နေတဲ့မိမပြူလေးခြံထဲထားပြီးတော့မိဘများကထိတ်သုံးခတ်ထားရဒီအရွယ်လေးအဝတ်မပါဘဲနဲ့အပြင်ထွက်သွားစောကားသူပေါ်မယ်နှိမ့်ဆက်သူပေါ်မယ်ဒုက္ခများရှာရောက်မယ်ဆိုပြီးတော့မခတ်ချင်ဘဲနဲ့ထိတ်သုံးခတ်ထားရတနေ့တစ်၌ကြတော့တရားနာပရိသတ်ကြီးလေရိုးသားနှစ်ယောက်ကလည်းလေကြီးနဲ့ညစ်စိတ်ရောက်ငွေကလည်းအသုံးဆွဲကပြတ်မိမကြီးကလည်းဆံမင်းလေးဖာရချလို့ဒုက္ခပါပဲတော့ငါသမီးလေးဒီဘဝအညွန့်ကျိုးပါပြီအမလေးညီမချင်းမစနာသမီးချင်းမစနာလုပ်ရကြပါပဲရဲ့သမီးရဲ့ဒီယောဂါကြီးပြောက်အောင်မင်းငွေကုန်ခံပြီးတော့ကုပဲမလို့အရာတွေများစွာနဲ့ကုပဲမလို့ငါသမီးကြီးမပြောက်ပါလားနဲ့မျက်ရည်ပေါင်းကြာပြီးငိုတန်ကြတော့သေပုံကလူတစ်ယောက်ကတော့ဘာလို့မောင်တော့ဘာဖြစ်လို့ငိုတာလဲခင်ဗျာငါသမီးလေးကွယ်လူပြူစားထားလို့အဝတ်မကပ်ဘူးပဲခြံထဲထိတ်သုံးခတ်ထားရတော့ကျွန်တော်ကုမယ်ဒီတော့တန်ငယ်ချင်းကလက်ကုပ်ပြီးတော့ဟဲ့ကောင်နေပါအောင်ကွာမင်းကဘာပညာတတ်လို့ကုတာနေသမှာကွာမင်းဟန်ကုဝေသုံးပြတ်နေတာမင်းတာနေသမှာဟန်ရေးကြည့်တော့ကျွန်တော်ကုမယ်ခင်ဗျမောင်ရင်ရဲ့တဲ့ဖြစ်ပါမလားတဲ့ဆရာကြီးစုံနှပါပြီငွေလဲကုန်နှပါပြီကွယ်တင်မယ်တော့မပြောင်းရင်တပြားမှမပေးနဲ့ပြောင်းမှပေးကျွန်တော်စကားသာတော်နားထောင်ကဲပြောပါမောင်ရင်တော်ဟိုပြန်ရောက်သွားလို့ရှိရင်ရွာထဲကိုကြီးညာလိုက်နောက်ကဆရာလာလိုက်မယ်ဒီကနေ့ပညာပဲနဲ့ဆရာနဲ့အပြိုင်တဲ့ဆိုတဲ့ရွာထဲကြီးညာလိုက်ကြီးညာပြီးတော့တော်တို့ရွာထဲကလူတွေအကုန်လုံးဆန်းလောက်အောင်ခြံကြီးတစ်ခြံခတ်နိုင်မှာမလားပတ်ဆန်းရှိပါသေးကွယ်တဲ့တို့ရွာတွေတော့တို့တစ်သေးပါဘူးငါအကုန်လုံးတတ်နိုင်ပါတယ်တိုက်ဒါဖြင့်တော်အဲ့ဒီတိုင်းကစီမံထားလိုက်ကျွန်တော်လာခဲ့တော်သမီးကိုအဲ့ဒီထဲထားပါဝင်ပေါက်ထွက်ပေါက်ဟာနှစ်ပေါက်မထားနဲ့တစ်ပေါက်ထဲထားတော့ကောင်းပါပြီမောင်ကြီးတော်ကျွန်တော်မှားလိုက်မပြောင်းရင်တပြားမှမပေးနဲ့နော်ကောင်းပါပြီကဲတော်ပြန်တော့ကျွန်တော်တို့လာခဲ့တငယ်ချင်းကလက်ကုပ်ပြီးတော့ဟေးကောင်နေမင်းဘာတတ်လို့ဒါနေသားမှာကွာဟန်ကိုမင်းငွေသုံးပြတ်နေပါလေဆိုမှမင်းကွာပြေးပေါက်မှားနေပါဦးမင်းတော်ကြမှာမင်းငါအကြောင်းသိလိမ့်ဆေးလုံးအောင်မယ်ဆိုပြီးဆေးလုံးလိုက်ဆေးလုံးကလည်းထူးထူးဆန်းဆန်းမဟုတ်ပါဘူးပါလာတဲ့အုံဒီကဲလေးတွေအမှုန့်ကျိတ်ပြီးတော့ညစ်စိတ်ကရွှွန့်နေတဲ့ကောက်လုံးတာအနူကြီးသုံးလုံးဆေးလုံးကသေးသေးပဲကျွတ်တို့လက်ပြီးစုပ်လောက်ရှိသူများဆေးကောင်းတော့တန်းကောင်းတယ်သူကလက်ပြီးစုပ်လောက်အဲ့ဒီဆေးလုံးကြီးသုံးလုံးလုံးနောက်လွယ်ထဲနေလေးလှမ်းလို့ဖန့်လောက်တော့မှဒါမဲ့ငွေချင်းသွားစို့ဘာမလိုက်ရဲပါဘူးမောင်ညာကဟန်ကောင်းမှုအရေးကြီးတယ်ကွာဟန်ကိုကျမမင်းကဒီလွယ်အိတ်လွယ်လိုက်ခဲ့ဟိုကြရင်မင်းကိုငါကတပည့်လို့ခေါ်မမင်းကငါ့ကိုဆရာလို့ခေါ်လိုက်ပါဘူးမင်းဘာတတ်လို့မင်းကခက်တယ်မင်းငွေ900သုံးရမယ်ကွာမပြောင်းရင်တော့တပြားမှရမှာမဟုတ်ဘူးဒါပတိငါဟန်နဲ့ကုကဲတငယ်ချင်းလာပါကွာလိုက်ခဲ့မင်းဟိုကြငါဆရာကွာကောင်းပါပြီမောင်ရအတိုင်းသွားပါအမကြငါနောက်ကနေတဲ့လူပြေးဖို့လွယ်ပါလွယ်ကြီးလွယ်ပြီးလိုက်သွားဆရာလာလိုက်မတဲ့ပညာသည်နဲ့အပြိုင်ဆိုတော့ရွာထဲကလူတွေအကုန်လုံးတရားနာပိဋကဟောခြံနေရောက်ကြကြည်ကျင်ညာလွန်းလို့ပညာပြိုင်တဲ့ပွဲကိုဒီကဆရာကရောက်သွားတော်ဆရာလာပြီဆိုအပေါက်ကထွက်ကြဆရာလှုပ်တဲ့လူကတကားပေါက်ကရပြီးတော့ဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ချင်းရှိတဲ့နေရာကနေပြီးတော့ဝင်ပေါက်ထွက်ပေါက်နေရာကကြည့်ပရိသတ်ကိုအကုန်လုံးသူရှောက်လှည့်ပတ်ပြီးတော့စက်ကလေးလဲပြီးမျက်လုံးလေးနဲ့ဝှေ့ဝိုက်ပြီးအကုန်ကြည့်ပြီးတော့မှတော်
呀，八人多少人？八人的天嘛，找到怎么漂亮？回家得打包呀，八人的天嘛，咱那这样那比啥？哎，这边，加，等个人弄弄啊，加，谁弄呗？要把钱要，谁弄东弄那弄偷回来，白白的钱那弄干，伢白的钱那弄干，到到你们讲到谁弄去？သူများကဆေးကောင်းတော့တန်ကောင်းလက်သီးသုံးလောက်ဆေးလုံးကန်လို့အံ့ဩကြမယ်ပေါ့ကျွန်တော်ဆေးလုံးတန်ပညာဆေးလုံးမမှတ်ပါနဲ့ဂါထာမန္တရားတွေစုပ်ပြီးအနှစ်အလလအရရကနေပြီးတော့စုခဲ့ရတဲ့ဆေးလုံးဘယ်ဟုတ်မလဲခုနကမှလုံးလာဟာငါကောင်းကျွန်တော်ဆေးလုံးနဲ့လာထုလိုက်ရင်အထုခံရတဲ့လူဟာအယောတခြားသားတခြားဖြစ်ရတော့ကျွန်တော်ပြိုင်တော့မတော့ကောင်းပါပြီဆရာကြီးထွက်မဆိုင်သူထွက်တယောက်ချင်းထွက်မဆိုင်သူထွက်တော့ကျွန်တော်ချင်းလုံးကလေထူလိုက်ရရင်အယောတခြားသားတခြားဖြစ်ရအိုးတချို့ဘွားကြီးတွေအဖိုးကြီးတွေများကုန်းနဲ့ပြသိချတာနဲ့ထွက်ဘယ်ငါများထူလိုက်မှလားခွာအချို့ဘွားကြီးတွေကလည်းကြောက်မလဲတော့သူဟာကအယိုးတခြားကသားတခြားအဖွားကြီးတွေကလည်းလန့်ခေါ်လိုက်ကြတာဖះနဲ့သူကပြောထားတာကလည်းအတော်ရှင်းတယ်မဆိုင်သူထွက်လိုက်ကြတာပြိဿကြီးတကယ်ကလေးမလေးလှုပ်ထားတဲ့မိမကဟောဆန်ကောင်းသမင်ဖာယာကြီးနဲ့တယောက်သေးကြတယ်အဲ့ဒီကြတော့အကုန်လုံးနဲ့ထွက်သွားရောတော့တကားပိတ်ပိတ်လိုက်ပြီတကားဘယ်လက်ဖွဲ့နဲ့မှဖမ်းတာမဟုတ်ဘူးနော်ဒေချာနာထောင်ကြည့်ဦးဘယ်သေးတွေမှတိုက်ဖမ်းတာမဟုတ်ဘူးခြံပိတ်ဖမ်းတော့တကားပိတ်ခိုင်းပြီးတော့မှအဲ့ဒီမိမနာသွားဟင်မိမယုတ်နင်းညီမဆိုရင်နင်းဒီလိုလုပ်မလားနင်းသမီးသူများကဒီလိုလုပ်ရင်နင်းခံနိုင်မလားဘာမဟုတ်တဲ့ဘယုတ်ဒုက္ခအဝိဇ္ဇကြောင့်မဲ့အောက်တန်းပညာနဲ့သူ့တစ်ဖက်သားကိုအဝတ်မကအသမကမြင်တော့မှဘလို့ဖြစ်ချကောင်းကဲရုပ်မာတယ်မိမငါပဲချမ်းဆိုတခါလေးရိုက်ချဟာပြင်မဲ့ထွက်သွားတဲ့လူကဘေးကနေကြည့်တာပြန်ပေါက်လေးကချောင်းကြည့်တာဆေးလုံးဝါကြီးနဲ့ရိုက်တာဟဲ့လူကိုယ်တိုင်တွေ့လို့မှတဲ့ရိုက်နေတာဒါဆေးလုံးဝါလို့မလေးတောက်ပါပြီဆရာရဲ့အခုမှကြောက်အောင်ဘေးတော့တပ်ပြမယ်နဲ့မလုပ်ပါနဲ့ဆရာရဲ့နေမလုပ်ထားတော့အစာကျွေးထားပါလေဆရာရဲ့ချနေအစာဆရာရဲ့တဲ့နောက်ဘာမှမဖြစ်ပြရပါဘူးတဲ့အစာကချလို့မဖြစ်ဘူးချလို့ဖြစ်ရမှာဘုန်းတော်ကသွင်းပြီးတော့ထုံးနေဒီလိုပြောတော့ဆရာရဲ့မထုတ်ပြရလိမ့်သေပေတော့ဒီမိမငါဆေးလုံးမလုပ်ပါနဲ့ဆရာရဲ့မလုပ်ပါနဲ့မလုပ်သူကအယိုးတခြားသားတခြားဆိုတော့ကြောက်အဲ့ဒါနဲ့တရားနာပိဋကရေဆရာရဲ့နဲ့ရေတစ်ခွက်ပေးပါဆိုတော့ဒီချက်ရေမရှိဘူးဆရာရဲ့ဒီမဲ့ထွက်လာကျုပ်လိုက်တကားဖွင့်ထွက်တော့ကြံပိတ်ထွက်ပြေးမှလည်းသိုးပါသေးနောက်ဟိုဆရာရေလာတော့ဝင်ကြံပိတ်တကားပိတ်ဖမ်းရတဲ့ပညာတွေကိုအဲ့ဒီလိုနဲ့တရားနာပိဋကဟိုကရေကိုမိမကိုယ်တိုင်သူ့ကနာကပ်ပြီးတော့မှန်းပြီးဆရာရဲ့တဲ့ဒီတိုက်လိုက်တာရေလည်းတိုက်လိုက်ရောဒီလောက်ရှိချက် လုံးလေးတွေကြာချက်လုံးလေးတွေလည်းကြာသွားကုံမလားကုံအောင်ထုံးကုံရလား
ngà lì luôn bây giờ bu nó cha này gì đó nó không thì mà thi luôn mà ngà vô này mình nó cắn ngà con đi nhà vậy này trần lung chẳng mà thôi không ai đi trần lung ai đi luôn à công lung này thâu đại rồi cái lý mà liều đi ra không mẹ 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 thế à mẹ đi thì chơi thi là bảo âm mẹ mà khó về nhà bóng cùng nào bảo chú tụi mình đi ra đi mẹ cháu về ra đi còn chuyện là gì à mẹ mẹ có gì mà mẹ đó đó nếu Quê chẳng bay khá yuê gì được cô vậy ta nào về ra đi du là quê chẳng bay quê ra đi quê câu mà này câu mà bị chạy đó ta mình nào ăn nguyên tên đâu mà bỏ lại đi ra bỏ lại hiện nó là ta thiên đi đông long bản xin thay ra gì cho cái bà ta lại chụp cha ra cái là cái thằng ngặt con đi lối này nào cho nó gì được khỏe chẳng bị gì khăn là rồi mà tụi man nghe cái sai gì chạy ông đã khu bị là thế thì hà bà mà một cái này ôi mà nhà đông du lên này chị chưa lại chưa bị rồi gì cái sai gì sao nhà này tao tôi mà tao bây giờ gì này tao mình lúc vào mà tao mà tao hú là ngà xé lâu này thu mà lúc vào này sai tao bảo mày ai đi đến đây anh bây giờ hôm mấy mà gì thì tao cho rồi cho nó gì tụi bay chơi nhau rồi cho nó bà mà trong bà mà bù này cho nó xé gì tụi bay chơi của nhau rồi này chính là sao bị nó tâm lý nha đi luôn mà câu này xây này chẳng đi cái yên đấy chính mà tụi bay cả đa lần cho bị tê bị đau mình rồi câu này quý vị nghe nói này anh em nào tới cha chi chẳng mà thà thế đi đông đông bay xin xe gì thu rằng mấy mà nóng này đi đâu thế lúc này xin gì thà mấy mà thôi mấy này cái phi lê phi rồi cái lấy mà đi lên chào qua rồi thế này rồi vào người ngay à cái đó là tốn nhà thế về này nhà chẳng phi về đó là người cũng chỉ làm nhà thế nào người chân nóပြောđể cái mà rồi thế chân nó là ta lại anh nên học giảng con đó vậy thế thì tôi nói thế có mà bị ok đang giao thông người dùng nhà rồi là cứ từng ngày gì là qua đi thi nhà thế đấy nhà này cho nó này đi là cha vào đi đấy đi nhà đi về đúng không đi cũng chả đấy nhà mấy thằng nhà đi vào đi lâu này nhỉ nhà vậy đấy anh thấy mấy đấy anh chỉ để đi khám mà nhà đâu khám phải đi con này nhà vậy đấy mà đâu khám vào này đấy chỗ cả đi lâu trăm năm đi lâu mà đi thế đi lâu đông lâu cho nó hỗ trợ phải chết đàn thế thế nhỉ nhà đâu khám vào mấy ngà Hàn Quốc bộ biểu hiện ra này miệt gì này hồ xuân này ở ông đi cái này lâu là rất là hả bà má một vụ hả nhà vậy đấy mà đâu vào này nhà anh nên là bé nên là mấy chuyện này ngà lâu là được đi mà thì anh nào bây giờ nào tới cha biểu bây giờ Hàn Quốc bộ ở chỗ ra đâu Hàn Quốc lúc xí thằng mình tới lúc mà ngã lúc thích cả này Hàn nhưng mà Hàn Quốc này thích cái chỗ nhà Hàn Quốc đã anh ta gì mà xí này về thì tiền về chuyện này là lúc đó thế rồi mình thế cả lúc thích nhưng mà Hàn Quốc thế nhà quê mà ấp nhà mà tham gia rồi Hàn Quốc nhà gì nó Hàn Quốc nhà gì nó thế nhà quê mà tiền là ra vào là thế rồi thế nhà rằng người nhà biểu vào mấy chuyện về cái cả lúc mà khẩu là cái đi luôn mà hậu khăn này yếu xin nhau này ta nhau này si quay nhau này biểu vào này thế nhà nào bây giờ lúc tham gia rồi về lúc gì cả tâm mặt này mà là cái ra đâu Hàn Quốc này tiền nhà lúc chịu tay thôi mà đấyပြောgì mà không nên ngã đông mà con đã rồi cô mà lâu ba nè
ကျွတ်တော့ငယ်ငယ်တုန်းကတော့အဘိဓမ္မာဟောခဲ့တဲ့ဤဒီကသုတ်တန်ဒေသနာတော်များဖြစ်ချေသည်ကိုမှတပါအလွန်တရာနဲ့ခက်ခဲသိမ်မွေးလှစွာသောအဘိဓမ္မာဒေသနာတော်များကိုဟောတော်မူလိုသည်ဖြစ်၍ကုသလာဓမ္မအကုသလာဓမ္မဟု၍ဟောတော်မူသည်ကျွတ်တော့ကလည်းစာမသိမှုသေးဘူးမူဒီလောက်ဟောလိုက်တာနာတဲ့လူကလည်းမူဒီလောက်နာသွားတယ်အိမ်ကြတော့လည်းမူဒီလောက်ပဲကြံတော့ကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးအကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးဟောအခုတော့ကုသလာဓမ္မဆိုတာပါဠိဟဲ့ငါညီညာနှမများမှတ်သွားတာမြန်မာလိုပြောတော့ကုသိုလ်တရားလို့ခေါ်သည်ဘယ်လိုခေါ်တော့ဟဲ့အဲ့ဒီကုသိုလ်တရားကနားချင်းအောင်ထပ်ပြောမဟဲ့ကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားလို့ဆိုတော့ကောင်းတဲ့အလုပ်လို့ခေါ်သည်ဘယ်လိုအလုပ်ကောင်းတဲ့အလုပ်ကိုနားရှင်းအောင်ထပ်ပြောမယ်အပြည့်မရှိတဲ့အလုပ်ဘယ်လိုအလုပ်တော့အပြစ်မရှိတဲ့အလုပ်ဒါဖြင့်ကုသလာဓမ္မဆိုတာကုသိုလ်တရားနားရှင်းအောင်ပြောတော့ကောင်းတဲ့အလုပ်ရတဲ့ရှင်းအောင်ထပ်ပြောလိုက်တော့အပြစ်မရှိတဲ့အလုပ်ဟောဒါနားလည်သွားပြီအဲ့ဒါကိုပါဠိလိုပြောလိုက်တော့ကုသလာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဆိုတော့ဒါလူတိုင်းနားလည်ပါမလည်တော့ကုသလာဓမ္မဆိုတဲ့ကုသိုလ်တရားကောင်းတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်ကိုလုပ်ရင်အပြစ်မရှိတဲ့ကောင်းကျိုးကိုခံစားရမယ်ခုနပါဠိကတရားနာတဲ့အလုပ်ပြိဿကြီးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒါဖြင့်တရားဟောတဲ့တရားနာတဲ့ကောင်းတဲ့အလုပ်ကြီးကုသလာဓမ္မကိုတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကစပြီးခွင့်ပြုထားလို့ခင်ဗျားတို့တို့စိတ်မချမ်းသာဘူးလားကောင်းတဲ့အလုပ်လုပ်တော့စိတ်ချမ်းသာတဲ့အကျိုးတရားတွေမခံစားရဘူးလားသဘောပေါက်သွားပြီဒါဖြင့်အကုသလာဓမ္မဆိုတာပါဠိမြန်မာလိုပြန်တော့အကုသိုလ်တရားပါတယ်တော့အကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာအပြစ်ရှိသလားမရှိဘူးလားအပြစ်ရှိတဲ့အလုပ်အဲ့ဒါပါဠိလိုပြောတော့အကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဒါလူတိုင်းမသိအခုပြောလိုက်တော့နားရှင်းသွားပြီဟာအကုသလဓမ္မဆိုတာအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်တရားနာလို့ကောင်းတဲ့အလုပ်လုပ်လို့အပြစ်မရှိတဲ့အကျိုးတရားခံစားရပေမဲ့လို့တရားဝဲကြီးကပြန်သွားတော့ gain တရားနာပရိသတ်ကြီးသူများဆွဲလာတဲ့ရွှေတဲ့ပစ္စည်းလေးသွားဖြုတ်လိုက်ဖြတ်လိုက်အဲ့ဒါကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒီမှာကောင်းတဲ့အလုပ်လုပ်တော့ကဘယ်သူမှမစော်ကားပေမဲ့လို့သူများလည်းဘင်းကဆွဲကြိုးလေးသွားဖြုတ်လိုက်ဖြတ်လိုက်တော့မကောင်းတဲ့အကုသိုလ်တရားကြီးလုပ်တော့အဲ့ဒါအပြစ်ရှိသလားမရှိအပြစ်ရှိတော့အဲ့ဒီဆွဲကြိုးအဖြုတ်ခံရတဲ့လူကဒီတိုင်းကြည့်နေမလားဒီမဲ့အော်မလားပရိသတ်ကြီးအော်တော့ဝိုင်းမဖမ်းဘူးလားဖမ်းတော့မမိဘူးလားပြီးတော့သူ့ကိုတရားနာပရိသတ်ကြီးဘယ်ဖို့ဂတ်တဲဖို့ဂတ်တဲဖို့တော့ဂတ်တဲကဖမ်းမချုပ်ဘူးလားဖမ်းချုပ်တော့ခိုးတဲ့လူအကုသလာဓမ္မဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ကြီးတဲ့အလုပ်လုပ်တော့ဂတ်တဲကဖမ်းချုပ်တဲ့အချိန်ခါမှာမင်းသူတော်ကောင်းလေးဆိုပြီးတော့ဖိတ်ချိုးတွေပါတိုက်ပါလူရလေးတစ်လိမ့်လောက်ပေးပါဟောဘယ်နေရာထားလို့ဆိုတော့ဟိုတန်တိုင်ကြီးတွေနဲ့လေကျတော့ဘယ်နေရာထားဒါတန်တိုင်ကြီးတွေနဲ့လေအိမ်ကမိန်းမက9ယောက်ကတဲရောက်တယ်လာပြီးတန်တိုင်ကြီးကအာတော့ဘာမှမပူနဲ့နင်တို့ကကြောင်းအောင်လေအဘလီမကောင်းတဲ့အလုပ်လုပ်တော့မရတဲ့ကွယ်သားတဲ့ကွယ်နဲ့အဲ့ဒါအကုသလာဓမ္မအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်ကိုလုပ်တော့အပြစ်နဲ့တကွမကောင်းကျိုးတွေခံစားပြီးငါထဲရောက်ရပါပြီသဘောပေါက်ရဲ့လားဒါတော့ဘုန်းကြီးတို့ကတော့ဒီလိုဟောနေရတဲ့ဘုန်းကြီးနားလည်အောင်ဟောရတော့လည်းပဲဝိပဿနာမှနာခြင်းပါတယ်အသင်မြင့်မြင့်မှဆိုရင်ပြုတ်ပြေကားမှုပြုတ်ပေါ်ကနေပြီးပြုတ်ပြေထားပြီးအဖြစ်တင်တာကရှင်းတဲ့ပုဂ္ဂိုလ်ကြီးလေကျွတ်တော့ခန်းလူလူနဲ့လူရင်းနေနားလည်အောင်ဟောရကဲမနေ့ကဝိပဿနာလေးကိုပြန်ဖက်ကြစီအခုမကောင်းတာမလုပ်ပါနဲ့လည်းသိသွားပြီကောင်းတာလုပ်ပါလည်းသိသွားပြီစိတ်စင်ကြင်အောင်ထားပါဆိုတဲ့ကပြိဿကြီးလောဘဒေါသမောဟမာနဒိဋ္ဌိတွေရှိရင်တရားဝဲလာနိုင်မှာမလာနိုင်တော့ခုတရားဝဲလာတဲ့အချိန်ခါမှာလောဘဒေါသမောဟတွေပြင်းမနေဘူးလားပြိဿပြင်းနေတော့ခင်ဗျားတို့စိတ်ကလေးမစင်ကြယ်ဘူးလားကဲစင်ကြယ်သွားတဲ့ဖြင့်စင်ကြယ်နေတဲ့အချိန်ခါမှာမနေ့ကဝိပဿနာသကိုတစ်ဖက်နှစ်ပါးပွားပြီးချုပ်ကြည့်ကြဦးဆိုကြည့်နောက်ကလက်ချိုးပြီးတော့အနိစ္စဒုက္ခအနတ္တ
အာတုပါဘယ်နှခုပြန်ပြောစမ်းပါမှတ်မိပါလားအနိစ္စမြန်မာလိုပြောတော့မမြဲဘူးဘုရားကမမြဲပါဘူးလို့ဟောတဲ့အနိစ္စကိုခမည်းတော်ကျွတ်တို့ကမြဲပါတယ်လို့အမှတ်မှားနေရင်ဘာဝိပ္ပန္နတာဖြစ်အမှတ်မှားရင်တင်ညာလေအမှတ်မှားတယ်ဆိုတာမနေ့ကပြောခဲ့ပြီးသားအမှတ်မှားရင်ဘာဝိပ္ပန္နတာအတိမှားတော့စိတ်တဝိပ္ပန္နတာအယူမှားတော့ဖြည်းမှားသွားတယ်ယုံရတာမဟုတ်ဘူးဘုရားကမမြဲဘူးဟောတာကိုမြဲတယ်လို့မှတ်ရင်သင်ညာမြဲတယ်လို့သိရင်စိတ်ဓာတ်မြဲတယ်လို့ယူရင်ဒိဋ္ဌိသင်ညာဝိပ္ပန္နတာစိတ်ဓာတ်ဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာအနိစ္စဘောမှာဘယ်နှချက်တော့ဘုရားကဆင်းရဲတယ်လို့ဒုက္ခမဟောဘူးလားပြိဿဘုရားတို့ကဆင်းရဲတယ်လို့မထင်မဲနဲ့သာဝနေရေချောင်းချောင်းလဲလဲဆိုရင်ချမ်းသာတယ်လို့မှတ်နေတဲ့သင်္ကြန်ဝိပ္ပန္နတာသိနေတဲ့စိတ်တဝိပ္ပန္နတာယူနေတဲ့ဒိဋ္ဌိဝိပ္ပန္နတာဒုက္ခပေါ်မှာဝိပ္ပန္နတာဘယ်နှချက်တော့သုံးဖြင့်တိုင်းတာဖြင့်ကောင်းပြီအနတ္တတဲ့ဘုရားကအစိုးမရဘူးတဲ့အနိတ္တရရှားမရဘူးတဲ့အတ္တရကထပဲဖြစ်တယ်အဲ့ဒီအနတ္တကိုဘုရားကိုယ်တော်မြတ်ကအစိုးမရပါဘူးလို့ဟောနေထားတာကိုပင်လျင်ခင်ဗျားတို့ကျွတ်တော့ကဟဲ့ငါလောက်ဖြစ်တယ်ကွာအစိုးမရပါဘူးပြောရတာနဲ့ငါလောက်ဖြစ်တယ်ငါရှာရတယ်ငါဖန်ပြီးလွယ်တယ်မှတ်ဘူးလားအဲ့ဒီတိုင်းမှတ်တာပေါ့ပြိဿငါဆွဲနေအဲ့ဒီငါဆွဲပြီးတော့အစိုးရတယ်ဆိုတဲ့လူတွေအခုခင်ဗျားတို့ဟောဒီတရားပွဲတဲ့ကြုံမင်းမယ်မညောင်းပါနဲ့ပြောလို့ရပါခန္ဓာကိုယ်ကြီးနဲ့ငါကျွေးကလှပြီးမွေးကလှပြီးချိုးချင်းဖန်ခါနင့်ကိုလည်းအဝတ်သားတွေဆင်ကလှပြီးမှုရကြီးတရောင်တောင်းနဲ့သိပ်ခဲ့ပြီးနိုင်လို့ချင်းလောင်ကြီးနဲ့လို့သိပ်ခဲ့ပြီးနင့်ကိုလေငါအသက်သာရအလိုလိုက်ခဲ့ပြီးငါတရားနာတော့လေမညောင်းတမ်းပါနဲ့ပြောလို့ရပါခေါင်းမကိုက်ပါနဲ့ပြောလို့ရပါမနာတမ်းပါနဲ့ပြောလို့ရပါအဲ့ဒါအစိုးရလို့လားအစိုးမရလို့ဒီလိုအစိုးမရပါပဲလျက်နဲ့လောကကြီးမှာတချို့ကဟဲ့ငါလောက်ဖြစ်သကွာငါကြံခံနိုင်ရိုးလားကွာလို့အမှတ်မှားနေရင်သင်ညာဝိပ္ပန္နတာအသိမှားရင်စိတ်တဝိပ္ပန္နတာအယူမှားရင်ဒိဋ္ဌိဝိပ္ပန္နတာအနတ္တဘောမှာသုံးတယ်ဘယ်နှချက်တော့သုံးခုပြီးသွားပြီအတုပမြန်မာလိုပြန်တော့ပါတယ်ရန်ကုန်မြို့ဘုဟုတုတဖြစ်တယ်ရန်ကုန်မြို့ကမာယုတ်ကဘုဟုတုတယူသွားရအောင်အတုပမြန်မာလိုပြန်တော့ပါမလေးနဲပါဘုဟုတုတအများတို့ကမသာပြောလို့တော်သေးတော်တရားသွားဟောအတုပဆိုတာဘာတုံးသေတာငါညီများနှမများဒါကြောင့်ငါကဘလုံးရှုပ်ခွေးကြော်ပြောတာနင်တို့နားမလဲတာမင်းတို့နားမလဲတာတွေကိုငါကပြောချင်လို့တချို့ကအတုပဆိုတာမသာတော့ပဲအောင်းမိတယ်ကွာအတုပဆိုတာသေတာတစ်ခုတော့ပဲအောင်းမိတယ်အတုပဆိုတာပါဠိမြန်မာလိုပြောတော့မတင့်တယ်ဘူးတဲ့ဒါပြောတာအတုပမြန်မာလိုပြန်တော့ပါတဲ့မတင့်တယ်ဘူးအဲ့ဒီအတုပမတင့်တယ်ပါဘူးလို့ဟောထားတာဒီခန္ဓာကိုယ်ကြီးခန္ဓာကိုရလာတဲ့ကဘုရားကတုပဟောသလားအတုပဟောသလားသေလို့အတုပဟောတာလားခန္ဓာရလို့အတုပဟောတာခန္ဓာကြီးရလာတဲ့ကအတုပဟောတာဒါသေလို့မသာဖြစ်မှအတုပဆိုတော့ဘွားကြဆိုတာဗောဒီခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကအတုပမတင့်တယ်ဘူးလို့ဟောသည်ခင်ဗျားတို့ကျွတ်တို့ကတင့်တယ်လို့မှတ်ပြီးပညာဝိပ္ပန္နတာသိပြီးစိတ်တဝိပ္ပန္နတာယူပြီးဒိဋ္ဌိဝိပ္ပန္နတာဟောအမှတ်မှားပြီးမှအယူမှားသူ့ဘာလို့မထင်ဘူးလားပြိဿကြီးအမလေးအဝိသုတ်အင်ကြီးသုတ်သိုးသုတ်ခမိန်သုတ်လေးဝိတော့ဘယ်နေရာထိုင်လိုက်ကိစ္စမရှိပါဘူးတဲ့ငကူရဲမှာအသုတ်ပြမတင့်တယ်ပဲဘူးတဲ့အမိုက်ပုံနဲ့လည်းထိုင်လို့ရဘူးလား
သုံးပြလေးဝတ်ထားတော့မြေကြီးပေါ်လည်းထိုင်ထားလို့မရဘူးလားကားသာဖြင့်ကောင်းပြီအသူမင်္ဂလာဝင်းဖျားဝင်းလိုက်ခံနေကြဟောတစ်တာတဲ့ခေါရိုးကျိုးနေတဲ့အောက်ဆုံးထည်လေးအောက်ဆုံးထည်ဆိုလို့တစ်တာတဲ့အများကြီးမှတ်နေအဖုံးအောက်ကနေလို့တစ်တာကအဖုံးနဲ့ကိုအဖုံးအောက်ကမှသူကအောက်ဆုံးလို့ပြောတာအဲ့ဒီထည်လေးဝစ်အဲ့ဒီထည်လေးဝစ်အမလေးမှန်ကြီးရှိကထောင်ကိုလုံးပေါ်မှန်ကြီးနှခမ်းဒီလေးသိုးပေါ့မိမဆိုရင်ယောက်ျားလည်းသိုးကုန်ကြပါဘူးနှခမ်းဒီလေးသိုးလက်သေးဒီလေးသိုးအာသနာခမ်းလေးလေးမှန်ကြီးရှိကထားလို့ခီးကြည့်လိုက်မဲ့ကြည့်လိုက်ရွဲကြည့်လိုက်စောင်းကြည့်လိုက်ငဲ့ကြည့်လိုက်တဏီကုံကြီးကြည့်ပြီးတော့ကိုင်းထွက်လာတော့လေသူ့ဟာဘာတစ်ခုမှအကိုမပါဘူးဒါပေမဲ့လို့အဝိစုတ်ကလေးနဲ့ထိုင်နေရထိုင်ပေမဲ့လို့အဲ့ဒီအဝတ်ကောင်းအစားကောင်းလေးဝတ်ပြီးပြုပြင်လာတော့သူ့ကိုယ်သူတင့်နေတဲ့သူ့ဘာလို့ထင်ပြီးတော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်သေးလားသူ့ဘာလို့မှတ်သွားပြီရှားပေါ်တောင်တင်ပြူးလေးနဲ့မှတင်ပြူးပေါ်တောင်ကော်စောလေးနဲ့မှမဲကော်စောပေါ်တောင်သေးလိုက်ပြလေးဖိထိုင်ပြီးတော့ထိုင်ရာကထတင်ပါလေးလက်နဲ့ပုတ်အမလေးမတင့်တယ်ဘူးဖြစ်သွားမှစိုးလို့တဲ့ခန္ဓာရလာကြတဲ့ကအတုပဟောတာကိုသူ့ဘာထင်နေကြရင်ဖြင့်ဝိပ္ပန္နတအတုပကသုံးချက်ဝင်လိုက်ပြီ။အဲမေးရအောင်ပြိဿအနိစ္စဘောဝိပ္ပန္နတသုံးချက်ဒုက္ခဘောသုံးချက်အနတ္တဘောသုံးချက်အတုပဘောသုံးချက်ဆိုတော့ဝိပ္ပန္နတဘယ်နှချက်ဖြစ်သွားဝိပ္ပန္နတဘယ်နှပါးဖြစ်သွားတယ်အဲ့ဒီဝိပ္ပန္နတ12ပါးမကွာသမျှဘာလို့ဒုက္ခဝတ်သွင်းကမလို့ပင်သေးဘူးမှတ်ခဲ့ပါလို့ပါမလားပြိဿကြီးဒါသာဝိပ္ပန္နတပြောနေတာကလက်တွေ့ဝိပ္ပန္နတလေးပြောရအောင်နည်းနည်းနားထောင်ပြိဿကြီးဇက်ပွဲတွေကြည့်ဘူးလားဘုန်းကြီးတော့နည်းနည်းသိချမ်းသာတယ်သိချမ်းသာရောက်ဒီနေ့ပွဲကြည့်တဲ့လူကအတော်နည်းတယ်တို့ပြိဿကတရားပွဲလောက်ကလာတာပွဲမကြည့်ကြဘူးသာပဲကိုသိချမ်းသာတာပေါ့ကြော်ဝဲကြော်ကြတဲ့မြို့ကိုဘုံဝင်မြင့်ပြီးသားအများခုံးနေတာမသိပါဘူးကြည့်ဘူးလားတောင်မဖြေလို့ပြောနေပြိဿကြီးဇက်ပွဲတွေကြည့်ဘူးသလားအလံထပြန်တစ်ချက်မြော့သွားပွဲကြည့်ဘူးတော့ဟဲ့ရှေးဦးပထမဇက်ပွဲဘာထွက်တယ်အပြူတော့နတ်ကတော့ထွက်ချင်ရထွက်အပြူတော့ထွက်ပြီးတော့ဘာတော့ဟဲ့ဩပဒါမဲဂုံသိနာဟုတ်ဩပဒါပြီးတော့ဘာထွက်တော့ဟဲ့ပြတ်ဆိုတာသူတို့ဘာလောက်တတ်တာပါလဲပြတ်ဆိုတာအမှန်တော့ပြတ်တဲ့ဇာပြတ်ဆိုတာကရလားပြိဿမကဘူးရှိတဲ့ဝတ်စားလေးထင်လဲနဲ့ဝတ်ပြီးတော့အောက်ကကြည့်နေတဲ့လူတွေကိုတခါတည်းသူတို့ကထွက်ပြဒီဘက်ကထွက်လာလိုက်ဟိုဘက်ဝင်သွားလိုက်ဒါကြောင့်ဟိုဘက်ကထွက်လာလိုက်ဒီဘက်ဝင်သွားလိုက်သူတို့ပြောချင်ရတယ်ပြောထွက်လာလိုက်ကြီးဆိုထွက်လိုက်ကြီးဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တော့မခောက်ဖဲကြည့်ပြတ်မင်းသားမင်းသမီးများကရလားပြိဿကပါမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးဗာပြောလိုက်သိရလားလည်းမပြောဘူးခင်ဗျားတို့ပြကြုတ်ပြောမှာဗာဖြစ်သေးမင်းသားကမင်းသမီးလက်ကလေးဆွဲတယ်အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီရစတဲ့နိဗ္ဗာန်မတောင်းတဲ့အာညောင်းမသေးဘူးသေပြီးဟိုဘက်ဘဝဆက်အောင်မှာဘဝမပြတ်ဘူးကြည့်ဟိုမှာအချစ်ဆိုတဲ့ပြဿနာများရဲ့ဟန်ကျေပါပြီတဲ့အမေးရကြည့်ပါရင်ဆွဲလှဲ့တာဟိုဘက်ရောက်သွားပြီဒါပဲစတာလည်းမဟုတ်ဘူးတော့ကြောင့်မင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တဲ့ယုံနိုင်မှာဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကွယ်လှဲ့နေတာဒါလူချင်းကြည့်ပြီးအောက်ကဓာတ်ခိုက်နေမနေဟာလူတွေဘာတွေများထောင်းလို့ဖြစ်နေတဲ့အောက်ကဒီတော့ပြတ်သားပြိဿသူကအဲ့ဒီပြတ်သားပြီးတော့ဟောကတ်စားရောက်လာတော့မင်းသားမင်းသမီးထွက်လာတော့လောဘနဲ့ဒေါသကအမလေးသူနိုင်ငံနိုင်အပြိုင်ချင်း
မင်းသားမင်းသမီးလေးကြည့်နေတဲ့လောဘရှိကနေပြီးတော့လူတယောက်ကဝင်မတ်တိုက်ရတော့ဘေးကဒေါသဖြစ်မင်းသားကြည့်နေတာလောဘမင်းသမီးကြည့်နေတာလောဘရှိကခေါင်းကြီးဝင်ရလိုက်တယ်ဟဲ့ကောင်မင်းရှေ့မရနဲ့ခေါင်းကွန်းစားပါဒေါသလူတယောက်ကဒီလောဘဒေါသတွေရှိရလားဟဲ့အတူတူပုကထိုင်လို့မျက်စောင်းထိုးရအပွဲလမ်းသဖြင့်ဒီလိုတရားပွဲလို့ဖြာတွေခင်းပေးရလားဟဲ့မလေးခင်းမပေးတဲ့ပြင်ဝယ်ရတယ်ဒါမျက်စောင်းတစ်ခဲခဲနဲ့ဒီဘက်ဟိုလူကသူ့ဖြာပေါ်လာပြီးဘူးလေးတင်မျက်စောင်းတစ်ခဲခဲဟိုဘက်တော့ဒေါသဒီတဲ့ဟိုလူကကိုဖြာအောက်ကိုခဏမထိုးဘူးဟိုဘေးဖြာအောက်တော့ခဏထိုးဒီဘက်ကမကြည့်မနှက်ဖြစ်ကိုဖြာအောက်ကိုထိုးခုလူကြီးထိုင်မကောင်းဘူးဒေါသတွေမင်းသားမင်းကြည့်ခြင်းနဲ့လောဘရှိကကလေးမလေးတယောက်ကမမြင်ရလို့ဘူးလေးနှစ်ဖက်အောက်ပေါင်းပေါ်လက်ဖနှောက်လေးနဲ့ထောက်ပြီးလက်ကင်းလေးစမ်းပြီးအားဆန့်ကြည့်နောက်ကမိမမကြည့်လိုက်ဟဲ့ကောင်ကဖားနေရှိတာကြီးထားတာငါမမြင်ရဘူးမလေးလောဘတွေဒေါသတွေနဲ့တို့တရားပွဲတဲ့များဓာရီပါရလားပြိဿဒါကြောင့်တရားနာရတာစိတ်ချမ်းသာတဲ့ဆိုပြီးလားနေကြတာပေါ့စိတ်ဆင်းရဲတဲ့လောဘဒေါသတွေဝင်ခိုးအောင်နေမဲ့နေရာဆိုရင်ရောက်လာပါမလားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးအဲ့ဒါလို့နှစ်ပါးစွာကြည့်ပြီးတော့မျက်တောင်မခံတချို့များမင်းစည်းပြုတ်ကြဒါကထဲချင်းဝင်မှမကြောက်မင်းစည်းပြုတ်ကြဆိုတော့ဗဇာကြီးဟာဘေးကစင်ပြိုလိုက်မှလှဲပြိုလိုက်မှဟောတော့လို့ပြန်သိတယ်မိုးလင်းကနီးလာပြီဟိုကနှစ်ပါးသွားပြီးလို့ဇတ်ထုတ်ကပြီမင်းသမီးကားလေးရှိထိုးပေါ်ပါလေးနှွှမ်းလို့မင်းသမီးသေးတာတဲ့မင်းသမီးဘာပြုတာသေးတာတဲ့မင်းသမီးသေးတာတဲ့ပြိတ္တာအဲ့ဒါပွဲပင်းနဲ့တယောက်ထဲလျှောက်မေးပြီမင်းသမီးအဟုတ်သေးတာလားလို့မေးဘယ်ဟုတ်သေးမှာတော့နဲ့အဟုတ်သေးသူ့နောက်ပွဲပဲကနိုင်တာတော့သူ့အောင်လို့ရတာပေါ်တယ်မြင်မှုလားတဲ့ဟိုမှာဖိုက်ကလေးဖောင်းလာတဲ့စီနေတာမဖောက်သေးဘူးနော်နောက်မင်းသားကကားလေးကြားတဲ့ကကလေးလေးချီပြီးဆမ်းမင်းဖားရချဆွဲလာသားရဲ့လူလေးရဲ့မင်းကိုလှကြည့်လားသားရဲ့မေးကြည့်မင်းသားလက်ထဲကအဟုတ်ကလေးလားလို့ဟိုတဲ့အယုတ်ပါတဲ့သူ့အောင်လို့ရတာပေါ်ဖောက်သေးဘူးသိသေးတယ်နောက်ကလေးကငိုတယ်ငိုပြီးကလေးကမင်းသားလက်ထဲကကလေးကငိုတာလားမေးကြည့်ဟိုတဲ့အယုတ်ပဲငိုတိုင်းမှာတုံးတယ်ကားလေးနောက်ကဘယ်ကလေးဖိုက်တော့ဆွဲစိတ်မှမသိပဲဖောက်သေးဘူးဟဲ့သိသေးနောက်မင်းသားမင်းသမီးနာကတ်လာကောင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ဆိုကြလက်ဖြားလေးစမ်းကြည့်လိုက်ကလေးရတဲ့နဲ့ငိုတော့သားရဲ့လူလေးရဲ့မင်းမရှိရင်မင်းတလောက်ငိုမှမဟုတ်ပါဘူးအိုးမသိငါကြီးရဲ့သမလေးမင်းထားမကြည့်တော့ဘူးလားအောက်ကဒူးတွေပါထောက်ကုန်ခုနအမှန်ကြီးမျက်စိလဲပြီးဖောက်သွားပြီးဝိပ္ပန္နသားကဒူးတွေပါထောက်လာဟုတ်တယ်မျက်စိလဲသွားပြီမျက်စိလဲတော့မှမင်းသားကခင်ဗျားတို့အကြီးဖြစ်အောင်ကောက်လို့ရတာမျက်စိလဲသွားတဲ့အချိန်ကြတော့ကမှသမပြောတယ်လက်ပေါ်ဖေးကပွေရကနေအမေပုံစံကဝါနှငုံငေါဟာနှဖြားဆုံးယုံမထွက်တော့ကြောင့်အော်လူကလေးမောင်ရဲ့ငိုချက်မောင်ကဲကောက်ဘူးတော့အောက်ကဦးတောင်းတောင်းကောင်းပါလေးတွေထိုင်းတော့လားမျက်ရည်သုံးကုန်လားဒီထဲတချို့ကနှစ်ပါးသွားမမိလိုက်တော့မဖြစ်ဘူးတဲ့ငါနောက်ရက်ကျပန်းမကြီးနာရှိတာပန်းမကြီးကြည့်ရင်နိုးအောင်ပေါ့တော့မှမနိုးမိုးချိုးပြစ်တာတောင်မဒီပန်းမထိုးဖောက်လဲသူမနိုးဘူးဒါကြောင့်သောက်တီးသောက်ထိုးနဲ့တချို့မိန်းမကတော့မင်းသားဘလောက်အော်ပါဟိုအချက်ရှိတယ်ပြီးကလင်းအောင်ကြည့်မှောင်လေးတဲ့ပြန်အချက်မရှိတဲ့မိန်းမကပတ်စာကွာဖြာလေးဒီထဲသူ့ပါလာတဲ့ဖြာကတပိုင်းဆုံးဖြာကြီးမရမကလိတ်ရိတ်တာတဲ့ဟိုလူချိတ်ခွဲဒီလူချိတ်ခွဲနဲ့လဲနေတာပဲတခါလေဒီထဲအရက်ထဲရောက်တော့သူ့ဘသူမှဘာပြောပဲနဲ့ထမိန်မပြီးသောက်တီးသောက်ထိုးနဲ့ငော့သွားတယ်ဟဲ့ကိုဖတ်ကိုလင်းအောင်ပြီးဘာဖြစ်ငော့လာတာလေဟောက်ပြန်လာဝိပ္ပန္နသလက်တွေ့ဝိပ္ပန္နသတွေပြောနေဒီထဲငံပြရေးချက်ပါတယ်သူခါးတွေတဆုပ်ကြီးခတ်
မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြီအမေလှုပ်တဲ့လူကပြောတယ်သမီးတဲ့ကွဲကြည့်ထားပြီတဲ့သမင်းစားပြီးမှအိတ်တော့ဟိုတော့ပြီးတဲ့ညနေကျမှတခါတည်းပေါင်းစားတယ်ကွဲကြည့်တဲ့ရဆံကုန်တော့သက်သာတာတစ်ထပ်သားတာကိုဥပုသ်ဆောင်လို့တော့မဟုတ်ဘူးဟဲ့တောက်ဆောက်ထိုးအိတ်ဒါကြောင့်တရားနာပိသကြီးခမည်းတော်ကိုကြုတ်ဒီကနေ့ဝိပ္ပန္နာသ32ပါးကိုဒီကနေ့နားလည်တဲ့စကားလုံးနဲ့ပြောရပါသဖြင့်ဝိပ္ပန္နာသ32ပါးပွားပုံလေးနဲ့သိသွားပါလားပိသအဲဆိုတော့မှအနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုတော့၄ခုအဲ့ဒီ၄ခုအနိစ္စပေါ်မှာစိတ်တဝိပ္ပန္နာသပညာဝိပ္ပန္နာသဒိဋ္ဌိဝိပ္ပန္နာသဘယ်နှချက်တော့ဒုက္ခပေါ်မှာရောဘယ်နှချက်တော့အနတ္တပေါ်မှာရောအတုပပေါ်မှာရောမသားပေါ်မှာရောနားလေအောင်ပြန်ပြောရသုံးလေးလီဘယ်လောက်တော့ဟဲ့ဝိပ္ပန္နာသ32ပါးသဘောပေါက်သွားပါလားလက်တွေ့ဝိပ္ပန္နာသလည်းပြောလို့သိပြီဗလားသိပြီရင်ဖြင့်ဒီကနေ့ကစရဝိပ္ပန္နာသတရားတွေကိုခွာရှောင်၍နိဗ္ဗာန်တောင်ကောင်းတစ်ဖက်နှံသို့တက်လှမ်းနိုင်အောင်သိသမျှကလေးတွေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ရနိုင်ကြပါစေကုန်သတည်းနောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလတွေမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တွေတတ်ခတ်မိလို့ရှင်ရောငရဲကြီးပါလားရှင်ဗျာ ဘုရားဘာသာရဲ့အခြေခံလို့ဆိုကိုကျင့်သီလမှာမှန်တယ်၅ပါးသီလလုံးဝမယ်သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့အကျဉ်းနာမေတ္တာကိုအခြေခံထားတယ်ပေါ့ဖက်သားကိုထိခိုက်ဖို့ရှောင်တယ်ပေါ့နော်ဒီပါဏာတိပါဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ်မှန်ပါဗျာကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားဝါကတရားဝါလည်းဖြစ်ရမယ်တစ်တုံးကြီးလို့ဟာမျိုးတရားဝါထင်ပြီးလောက်တာမျိုးမဖြစ်အောင်ပေါ့တရားဝါလည်းဖြစ်တယ်တရားဝါမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သိစီလူတဲ့စိတ်လည်းရှိတယ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ်မှန်ပါဗျာအဲ့ဒီ5ခုအင်္ဂါရ5ချက်ကြီးပဏ္ဏတိပါဒကံထိုက်တယ်လို့သူဆိုတယ်မှန်ပါဗျာနော်အချက်5ချက်ကြီးဖို့လို့လေပေါ့နော်မှန်ပါဗျာတရားဝါမှန်းလည်းကိုယ်သိတယ်တရားဝါလည်းမှန်တယ်တရားဝါမှန်လည်းကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ်မှန်ပါတခုသိလဲသိသွားတယ်ဆိုရင်ဒါပဏ္ဏတိပါဒကံထိုက်သွားပြီမှန်ပါဗျာဒါတခုနော်မှန်ပါဗျာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တတ်ခဲ့ပြီအလူပြုတ်ရင်းနဲ့ဆိုတာတော့ဒါသူများကိုပေးခြင်းကမ်းခြင်းနဲ့ဆိုတာတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာတရိစ္ဆာန်တတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်ကတခုမှန်ပါဗျာအဲ့ဒါကအလူပြုတ်လို့ရရဲ့ဆိုတော့ကောင်းတယ်မှန်ပါဗျာအဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ်မှန်ပါတရိစ္ဆာန်တတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျဉ်းတရားတွေပြက်ကွက်သွားတယ်မှန်ပါဗျာကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလားမှန်ပါဗျာဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကိုလုပ်တယ်ဆိုတော့ကြတဲ့သူကကိုချင်းစာတရားပြက်ကွက်သွားတယ်မှန်ပါဗျာတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အကောင်းပဲသို့တော့တရိစ္ဆာန်ကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြားမှန်ပါဗျာတရိစ္ဆာန်တတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့စေရနာသောတွေကတော့အပင်ငရဲကိုချစေနိုင်တဲ့ဟာတွေကြီးပဲအကုန်လုံးမှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်အလှပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တရိစ္ဆာန်တတ်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင်ဖြစ်တယ်ဒါမျိုးဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့မှန်ပါဗျာရောထွေးနေလို့ခေါ်တယ်မှန်ပါဗျာပုပ္ပမဲ့ဇလန်နေရှိတယ်မှန်ပါဗျာမိုးဆိုးတယောက်ဟာသားကောင်တတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲမှန်ပါဗျာကြောင်ချဖို့လည်းဖြစ်ပဲပေါ့ပိစိကဘုရားဓမ္မနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ်မှန်ပါဗျာသူကဒီဘဝမှာလာပြီးတော့ချွတ်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာတခြားသူကတကန်းစီပဲမှတ်ရတယ်အဲ့ဒါမျိုးကြတာမှန်ပါဗျာဟိုဟာအတွက်က
ဟိုကအကျိုးပေးမှာဒါအတွက်ကဒါအကျိုးပေး မှန်ပါဗျာ မတူဘူးနော် တင်ပါဗျာ စိတ်ကစိတ်ပဲ